ဘာဖြစ်တာတော့အမလည်းပိုက်ပြောလို့ကြအောင်စီဖုံးနေစီပိုက်ပါပြီးသားဆို ဟုတ်တယ်ဘာဖြစ်တာတော့အနေနဲ့ ပိုက်ပါမလားလို့လေဒီမဲ့ကြီးအောင်မအောင်မြထင်နေရလားပြောကြပိုက်ပါတယ်ဆိုမမလည်းပိုက် ဟောအနေနဲ့လည်းစိတ်ကလည်းလောလိုက်တာဗျာကျွန်တော်ပြပါမယ်အနေနဲ့မလေးပိုက်ပါပါတယ်ဗျာပိုက်ကဒီထဲမှာထည့်ထားလို့ဒီထဲမှာထည့်ထားလို့ အမလည်းပြ ဟောကျွန်တော်ပြမယ်ဗျာအနေနဲ့ပေးဒီအားလေးရောပေးဦးမြန်ကျွန်တော်ပြပါမယ်ဟောလောလိုက်တာဒီကြည့်ရ မမလည်းပိုက် ဟောဒီထဲမှာဗျာပြမယ်ဒီမှာဒီအားလေးတော့ကြည့်ပါဦးမြန်အနေလေးရတယ်မကြည့်ကျွန်တော်ပြမယ်ကျွန်တော်မညာပါဘူးပဲမဒီအားလေးကိုဒီလိုလောက်ဒါလေးဖွင့်လိုက်ဟုတ်မှာဒါလေးဖွင့်အမဟုတ်မှာပိုက်ဟဲ့မှာပိုက်အဲ့ဒီပိုက်ကိုဒီထိတ်မှာတက်ပါဒီထိတ်ဒီမှာဟဲ့လို့လက်ဒီလိုလက်ပြီးဆိုရင်ဒီကရေခရောဆိုတွန်ချလိုက်ဟဲ့လားပြီးလို့ရှိရင်ဒီကြက်တယ်ပြောမှာစီကမထွက်ဘူးပြောမှာမကြီးဒီရဲ့အနောက်မှာအမဝါရှာလေးပါတယ်ဒီဝါရှာလေးကိုနည်းနည်းရှော့လိုက်လက်ကလေးနဲ့ဟိုဘက်ကိုလဲရှော့လိုက်အဲ့ချင်းချင်းလေကဒီထဲကဝင်သွားပြီးတော့ဒီကနေစီးတဲ့ဝေါကနေဆိုထွက်လာနိုင်မယ်ဟုတ်ပြီလားအနေနဲ့ ဟုတ်ကဲ့